Hello writer ဖြစ်ပါတယ်ယနေ့မှာဒီဗီဒီယိုကိုတွေ့ရသူတွေအတွက် collective reading လေးတစ်ခုဖတ်ပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုကိုတွေ့ရဖြစ်စေပဲအချိန်မှာပဲတွေ့ရဖြစ်စေပေါ့နော်ကိုအတွက်ဒီဗီဒီယိုကိုမြင်လို့ကိုအတွက်ခံစားရလို့နှိပ်လိုက်တာပဲဖြစ်ဒီဗီဒီယိုရဲ့ message ကိုနားထောင်တဲ့နဲ့လို့ခံစားရတာပဲဖြစ်ဒါကကိုဆွဲခေါ်နေတဲ့ energy ပေါ့နော်ကိုအတွက် message တစ်ခုကိုအတွက်သတင်းစကားတစ်ခုရှိနေရပေါ့နော်ဆိုတော့ဒီနေ့ဘာရှိမလဲဆိုတာမျိုးကိုကနေမိန်နဲ့ကြည့်ကြရအောင်ဆိုတော့ဒီနေ့ writer သုံးမဲ့ကလူပန်ကိုတာတော့ပေါ့နော်လူပန်ကိုတာတော့ဒီနေ့ဒီဗီဒီယိုကိုတွေ့ရသူတွေအတွက်ဒီ energy ကိုဖန်မိတဲ့သူတွေအတွက် the law current အခြေအနေကိုစစ်ကြည့်ကြမယ်ပေါ့နော်Page of Cups Okay. Focus. 3 of Wands. Oh, new start, new connection. အသက်ဆိုတဲ့ energy ရနေတယ်အသက်စတဲ့မှုဥတီချက်အသက်လူအသက်နေရအသက်ဆိုရယ် flooring energy ရှိနေရပေါ့နော်ဆိုတော့သက်စတဲ့ energy မှာတင်ကောင်းတဲ့နမိတ်တွေရှိနေလို့ပြောလို့ရတယ်နောက်ဆုံးOkay, 5 sort. You're living somewhere. ကိုတီပေါ့နော်ကိုရဲ့လက်ရှိနေရာကနေပြီးတော့အပြောင်းရွှေ့တစ်ခုခုလောက်လာရတာဒါမှမဟုတ်ရှင်လဲတချို့သော connection တွေနဲ့ကွဲကွာလာတဲ့သူတွေရှိမယ်တချို့သောလူတွေနဲ့အဆင်မပြေရတာဒါကရုံးရင်ဆန်ခတ် energy ဆိုတာမျိုးထက်ဒီတိုင်းပေါ့နော်နေရင်ထိုင်ရင်နဲ့လူတွေနဲ့ဝေးသွားတဲ့ခံစားရအရင်တော့ကတော့ရင်းနှီးပေမဲ့အခုတော့ဝေးသွားတဲ့သူတွေရှိနေတယ်အရင်တော့ကတော့ကိုယ်စီမှာပေါင်းတဲ့နေရှိရအရင်တော့ကိုပြောတဲ့နေရာရှိရဆိုပေမဲ့လက်ရှိမှာအဲ့ဒီအရာတွေဒီကိုအတွက်မဟုတ်တော့ဘူးလို့ခံစားနေရတယ်ကိုတီပြောင်းလဲမှုတစ်ခုရှိနေတယ်ကို့နာက drift ဝေးသွားတဲ့သူတွေရှိတယ်ဝေးသွားတဲ့အရာတွေရှိတယ်တချို့တွေအနေနဲ့ကတော့ရံပွဲတွေပါရှိနိုင်တယ်ပေါ့နော်တချို့connection တွေမှာဆိုလို့ရှိရင်ရံဖြစ်ကြတာမျိုးတို့စိတ်အခက်မသိကြတာမျိုးတို့စသဖြင့်ရှိနိုင်တယ်ဒါပေမဲ့တချို့တွေတော့ကတော့များသောအားဖြင့် right ခံစားမိနေတာဒီသူဟာနဲ့သူပေါ့နော် alignment မရှိရတာကိုဘွားသူဘွားဒီကိစ္စနဲ့ကိုကိစ္စနဲ့ကိုတိတ်ပြီးတော့ကိုက်ညီမှုမရှိရတာကြောင့်ဆက်ဆက်မှုမရှိရတာကြောင့်ကိုကလည်းကိုလမ်းနဲ့ကိုသူတို့တည်လဲသူတို့လမ်းနဲ့သူတို့ဆက်သွားကြတဲ့ connection မှာဆိုရင်ပေါ့နော်အကယ်အလောက်ကိုက်နေလမ်းကြောင်းတွေမှာဆိုလို့ရှိရင်လည်းကိုလုံနေခဲ့တဲ့အရာဒီကိုအတွက်စစ်မှန်တယ်လို့မခံစားရတာကြောင့်ပြောင်းလဲမှုတချို့ဒါမှမဟုတ်ရှင်လည်း adjustment တချို့လုပ်ချင်နေတာမျိုးဖြစ်မယ်လက်ရှိရထားတဲ့နေရာပေါ့လက်ရှိရှိနေတဲ့နေရာတွေပေါ်မှာကိုတီကိုအတွက်အဆင်ပြေတယ်ဒါမှမဟုတ်ရှင်ရင်ဒီတိုင်းပဲဖြစ်တဲ့နယ်လို့မခံစားရတော့ပဲနဲ့ပေါ့နော်ကိုအတွက်တကယ်အစစ်မှန်ဖြစ်မဲ့အရာတစ်ခုခုကိုရှောက်ပွေးခြင်းနေရပေါ့နော်ဆိုတော့ဒီလူတွေကအရှိကိုပို့ပြီးမျှော်ကြည့်နေအနာဂတ်မှာတစ်ခုခုပြောင်းလဲပေါ့အနာဂတ်မှာတစ်ခုခုထူခြားဖို့အဲ့အတွက်ကိုပို့ပြီးတော့မျှော်ကြည့်နေတယ်စဉ်းစားနေတယ်ကြံစည်နေတယ်ဥတီချက်အသစ်တွေရှိနေတယ် new connection new beginningsဒါမှမဟုတ်ရှင်လဲစူးစမ်းမှုအသစ်တွေဆုံးဖြတ်ချက်အသစ်တွေပေါ့နော်ကိုတီအရန်ကြီးပြောင်းလဲမှုဆိုတော့အရန်ကြီးနေတခုခု position တခုကိုရောက်လာနေရမျိုးတော့မဟုတ်ဘူးကိုအခုမှစတင်ထားတဲ့အကြံစီကိုအခုမှစပြီးတွေးမိတဲ့အကြောင်းအရာစပြီးတော့အကောင့်ထဲပေါ်ခြင်းတဲ့အရာတွေရှိနေလိမ့်မယ်ပေါ့နော်ဘာပဲဖြစ်လက်ရှိ live period ဒီကိုအတွက်ကကိုနဲ့တကယ်စစ်မှန်တယ်လို့မခံစားရတော့တဲ့နေရာတွေ connection တွေလူတွေအကြောင်းအရာတွေအခြေအနေတွေအဲ့ဒီကနေပြီးတော့ထွက်ခွာလာတင်ပြီးကိုအတွက်လမ်းကြောင်းတဲ့ new start စသဖြင့် connection တဲ့အဲ့ဒါတွေကိုစုံစည်းဖို့အဲ့ဒါတွေရှေ့ဆက်ကိုပို့ပြီးဥတည်ဖို့အတွက်ကိုပေါ်ပြနေပြောမယ်ဆိုရင် move on လုပ်ဖို့လိုနေတယ်ကိုပိတ်မိနေတဲ့နေရာမှာကိုဆက်မနေနဲ့ကိုမပြောတဲ့နေရာမှာကိုဆက်မနေနဲ့ကိုအတွက်တကယ်စစ်မှန်မှုကိုရှာဖို့လိုတယ်ဆိုပြီးတော့ပြောနေတာပေါ့နော်ဆိုတော့ဒီလိုရဲ့ current energy ဒီ new phase တစ်ခုကိုဝင်ရောက်နေတယ်လမ်းကြောင်းတဲ့ကိုအတွက်အချိန်ပိုင်းခြားတည်ပေါ့နော်ပြောင်းလဲမှုတွေ new begins နဲ့နေတောင်မလို့ရှင်လဲအကြောင်းအရာအသစ်တွေစွန့်စားမှုအသစ်တွေဥတီချက်အသစ်တွေရည်မှန်းချက်အသစ်တွေအဲ့ဒါတွေကကြီးကောင်းလဲကြီးနိုင်တယ်သေးကောင်းလဲသေးနိုင်တယ်ဘာဖြစ်ကိစ္စမရှိဘူးအတိကကိုတီကိုအရင်နှုံးကမလုပ်ဘူးတဲ့အရင်နှုံးကမစမ်းတက်ကြည့်ဘူးတဲ့အရင်နှုံးက
သိနေရင်တော့မှ try out မစူးစမ်းမိတဲ့အရာတစ်ခုခုပေါ့နော်အဲ့လိုမျိုးပေါ့ကိုရင်ကထက်ပို့ပြီးတော့ပြောင်းလဲခြင်းနေတဲ့စိတ်ရှိမယ်ပို့ပြီးတော့ကိုရှာဖွေခြင်းနေတဲ့စိတ်ရှိမယ်အဲ့ဒါကြောင့် new things တွေကို try out လုပ်ခြင်းနေတဲ့စူးစမ်းခြင်းနေတဲ့အကြောင်းအရာတွေကိုစူးစမ်းခြင်းနေနေရာတက်တွေသွားခြင်းတာပဲဖြစ်ပြောင်းရွှေ့မှုတက်တွေလုပ်ခြင်းတာပဲဖြစ်အဲ့လိုမျိုး energy ဒီကိုစီမှာရှိနေတယ်တေချာပေါက်လည်းကိုဒီလုပ်တင်နေပါဆိုတော့လက်ရှိ energy ဒီ fight ဆိုတာကခွဲခွာခြင်းပေါ့နော်ခွဲခွာခြင်းထွက်ခွာခြင်းပြီးရင်ကိုစိတ်ကျဉ်မှုမရတဲ့အောင်မြင်မှုဆိုတဲ့အရာမျိုးပေါ့နော်။ဒါတလုံးမှာကိုဘာတွေပဲရရှိထားကိုမပြောနေဘူး။ကိုအတွက်ပြည့်စုံတယ်လို့မခံစားရနေဘူး။ Okay အောက်ဆုံးကမှ Ace of Pentacles လေးထွက်နေဆိုကိုကမျိုးစေ့အသက်တစ်ခုကိုချခြင်းတယ်။ကိုအတွက်ပို့ပြီးတော့ခိုင်မာတဲ့လမ်းကြောင်းပို့ပြီးတော့စမှန်တဲ့လမ်းကြောင်းပို့ပြီးတော့ကောင်းမွန်တဲ့အရာအဲ့ဒါအတွက်ကိုတီစူးစမ်းပြီးတော့ဥတည်နေရပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် new connection တွေကိုလည်း right မြင်နေရပေါ့နော်အချိန်ရင်းမှာ single ပဲဖြစ်မော်န single တောင်းလို့ရှင်လဲအချိန်မှာတခုကိုမျောလင့်နေတဲ့သူတွေဖြစ်ပေါ့နော်ကိုယ့်ရဲ့အရင်က experience တွေနဲ့မတူညီတဲ့တကယ်ကောင်းမွန်တဲ့ connection တကယ်ပို့ပြီးတော့ဘယ်လိုပြောမလဲကိုယ်နဲ့ရင်းနှီးနိုင်မယ်ကိုယ့်အတွက်ဖြစ်တယ်ဆိုတဲ့လူမျိုးပေါ့နော်ကိုယ်တိုင်ကလည်း healthy energy ဘက်ကိုပို့ပြီးကူးပြောင်းလာတာမျိုးရှိနေပါဆိုလက်ရှိမှာအခြေရေးပဲဖြစ်လူမှုရေးပဲဖြစ်အလောက်ကိုင်းပဲဖြစ်ကျန်တဲ့ဘာအကြောင်းအရာပဲဖြစ်ကိုဘဝနဲ့ပတ်သက်လို့မမှန်ကန်နေတာတွေကိုဒီလိုတွေကတတိပြုမိလာနေကိုလိုအပ်နေတဲ့အရာကိုပြောင်းလဲတဲ့နေတဲ့အရာကိုတခုခုလုံနိုင်နေရဆိုတဲ့လမ်းစာတွေအရင်တော့ကသိရမကြည့်ပြတ်တာမျိုးဒါပေမဲ့အဲ့ဒီအရာကိုလက်ရှိမှာ focus လုပ်နေတယ်အရင်တော့ကလုတ်တဲ့နယ်ဗာလုတ်တဲ့နယ်အကြံစီရောရှိပြီးဒါပေမဲ့တစ်ခါမှအကောင့်ထဲမပေါ်ဖြစ်ခဲ့တဲ့အရာကိုလက်ရှိအကောင့်ထဲပေါ်ဖို့စ조사နေတယ်အဲ့လိုမျိုး new beginning new start new adventure စွမ်းစားမှုအသစ်ဆိုတဲ့ energy တွေကိုလည်းပို့ပြီးတော့မိရပေါ့နော်ဆိုတော့နောက်နှစ်ကလောက်ဆွဲကြည့်အောင်ရှစ်ဆက် potential အတွက်ပဲဖြစ်ဒီလိုတွေအတွက်မရှိနေမလဲNo 3 cups next one okay the makeup three cups ဒီမှာ energy နှစ်ခုရတယ်ပေါ့နော်တချို့တွေကတော့ပျော်ရွှင်မှုကိုရှာဖွေဖို့အတိဝင်သွားတာမျိုးဒါမှမဟုတ်ရှင်လဲကိုတကယ်စစ်မှန်တဲ့အရာကိုရယူဖို့ကိုတကယ်လိုချင်တဲ့အရာကိုရယူဖို့အတွက်အင်အားတွေရှိလာတာမျိုးဒါမှမဟုတ်ရှင်စိတ်တက်ကြွသွားတာမျိုးရှိနိုင်မယ်တချို့တွေကကျတော့ငါအရန်မျောနေတာများပြီငါပြန်ပြီးတော့ကိုတက်မှတ်တင်ပြီဆိုတော့ energy တွေဝင်လာတဲ့ဆွဲပုံစံမျိုးလည်းရှိနိုင်တယ်ဒါနှစ်မျိုးရတယ်ပေါ့နော်တချို့တွေအနေနဲ့ကတော့ကိုအတွက်ကောင်းမွန်တဲ့နေရာတွေစီသွားဖို့အတွက်reminder ဒါမှမဟုတ်ရှင်လဲအတိတရားလေးဝင်လာတာကိုအတွက်ပို့ပြီးတော့စစ်မှန်တဲ့အရာတွေကိုတတိပြုမိလာတာမျိုးရှိပြီးတော့တချို့တွေကတော့အရင်တော့အရန်မျောနေကြတာမျိုးရှိမယ်ကိုယ့်ရဲ့ plan တွေကနေတွေးဖဲပြီးကိုလုပ်တဲ့အရာတွေကနေတွေးဖဲပြီးတော့မျောနေကြတာရှိမယ်အခုကတော့ပြန်ပြီးတော့ကိုချိတ်ဆက်ဖို့တတိဝင်သွားပြီအတိဝင်သွားပြီအဲ့ဒါကြောင့်လဲကိုဒီအကြောင်းအရာတက်တွေကိုစူးစမ်းကြည့်ဖို့လုပ်နေတာဖြစ်တယ်ပေါ့နော်3 ones ဒီ3 energy ရှိရပေါ့နော်3 of cups နဲ့3 of ones 3 of ones ကကြတော့ new adventure ဆိုတဲ့သဘောတရားမျိုးရတယ်ကိုဒီဥတီချက်အသက်ကိုတက်မှတ်ပြီးတော့စွန်စားကန်အသက်တစ်ခုအစားရပေါ့နော်3 of cups ကကြတော့ connection တွေပျော်ရွှင်မှုတွေအောင်ပွဲခံမှုတွေစသဖြင့်အဲ့ဒီအရာကိုစားပြုတယ်လက်ရှိမှာကိုဒီအဲ့ဒီအရာကိုရှာဖွေနေတယ်လိုလားတယ်ဒါမှမဟုတ်ရှင်လဲတချို့တွေကခုနပြောသလိုပဲ3 of cups ဆိုတာက reverse energy မှာဆိုလို့ရှိရင်အပျော်တွေထဲမှာမျောနေတယ်ဆိုတဲ့ energy လည်းရတယ်ကိုလှုပ်တဲ့အရာတွေထက်ကိုရဲ့စိတ်ပျော်ရွှင်မှုအရင်ဦးစားပေးနေရတယ်ဒါပေမဲ့အခုချိန်မှာတော့ကိုဒီတတိကန်နေဘလို့ပဲဖြစ်ပဲ energy ပဲဖြစ်ပေါ့နော်ဒီလိုတွေဒီကိုရဲ့ line ဆောင်ကိုပြန်ပြီးတက်မှတ်ဖို့စ조사နေတယ်ကိုရဲ့ဘဝကိုတက်မှတ်ဖို့စ조사နေတယ်ရှင်သန်ဖို့စ조사နေတယ်အရင်ကနဲ့မတူတဲ့အရာတွေလှုပ်ချင်တယ်ကိုစီမှာအများနဲ့ပိတ်မိနေတဲ့ pattern တွေအများနဲ့ပိတ်မိနေတဲ့ loop တွေထက်ခါတလဲလဲဖြစ်နေတဲ့ဒီကိစ္စတွေပဲဖြစ်ရှင်းနေရဒီအကြောင်းအရာတွေကဒီလိုပဲကင်တွယ်နေမိရဆက်သဖြင့်ကိုရဲ့ထက်ခါတလဲလဲလုံနေမိတဲ့အပြုအမူတွေအကျင့်စရိုက်တွေပြောင်းလဲတင်ပြီဆိုတဲ့အရာဖယ်ချတင်ပြီဆိုတဲ့အရာ move on လုပ်တင်ပြီဆိုတဲ့အရာအဲ့ဒါတွေကို realize ဖြစ်လာပြီအတိတရားဝင်လာပြီအဲ့လိုအတိတရားဝင်လာတဲ့လက်ရှိမှာလဲကိုဒီ new start ဒီအစအသစ်တွေကောင်းမွန်ခြင်းအသစ်တွေပြောင်းလဲခြင်းအသစ်တွေကိုအတွက်ထိုးဖောက်မှုတွေ
ထွက်ပေါက်တွေစသဖြင့်အဲ့ဒီအရာတွေကိုမြင်တတ်ဖို့စူးစမ်းနေရမြင်လဲမြင်လာတယ်ကိုယ်တိုင်ကလည်းကိုယ့်ရဲ့အသည့်တရားလေးတွေကလမ်းညွှန်နေတာမျိုးရှိရပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဆိုတော့5 pentacles နဲ့ queen of swords ပေါ့နော်ဒီမှာဆိုလို့ရှိရင်5 pentacles ကညာတော့အဖြစ် financial struggle ကိုစားပြရပေါ့နော်ကိုဘွားမှာခက်ခဲနေတဲ့အခြေအနေတို့ဒါမှမဟုတ်ရှင်လဲကိုအတွက်ကျင်းတဲ့ကြက်တဲ့အခြေအနေတွေပေါ့နော်ဒီမှာကကြတော့ riser မျက်နှာကတော့ပေါ့နော်ထွက်သွားနေပြီဆိုရတဲ့ energy ပေါ့ဒီမှာဆိုလို့နှစ်ယောက်ကထွက်သွားနေပြီရှေ့ဆက်သွားနေသူတို့ကခက်ခဲတဲ့အခြေအနေတော့ဖြစ်နေတယ်ဒါပေမဲ့သူတို့ဒီဆက်သွားနေပြီထွက်ပြေးနေရဆိုတဲ့ energy မျိုးပို့ရတယ်ပုံမှန်အဖြစ် Fire of Pentacles card တွေမှာကျတော့လောလောဆယ်မှာခက်ခဲပြီးတော့တောင့်ခံနေရတယ်ဆိုတဲ့ energy ကိုပို့ပြီးတော့ပြရတယ်ဒါပေမဲ့ဒီ deck မှာကတော့ riser မျက်နှာကတော့ပေါ့နော်ဒီ energy တွေပို့ပြီးတော့ကိုကခုနပြောခဲ့တဲ့ကိုအစမပြေတော့တဲ့အရာကနေထွက်ခွာလာတယ်ပေါ့ဒီမှာ double energy တွေရှိနေရပေါ့နော်3 cups နဲ့3 1ရှိရယ်ဒီမှာဆိုရင်5 sword နဲ့5 pentacle ရှိရယ်အကုန်လုံးကဆက်ဆက်နေတယ်လို့မျိုးပဲဆိုတော့ဒီ message လေးက synchronize ထပ်တူကြတယ်ကိုင်ညီ alignment ဖြစ်နေတဲ့ energy မှာရှိရယ်ခုနပြောခဲ့လို့ပဲ3 of cups ဒီပျော်ရွှင်မှုကိုစားပြရယ်3 of wands စီညို adventure တွေကိုကိုစားပြုတယ်ကိုတီကိုရဲ့ပျော်ရွှင်မှုနောက်ကိုလိုက်ဖို့ကိုအတွက်စစ်မှန်မှုနောက်ကိုလိုက်ဖို့အစင်သင့်ဖြစ်နေတာမျိုးရှိနိုင်တယ်ဒီမှာ5 sword ကကြတော့ခုနပြောလို့ပဲဝေးကွာသွားမှုတွေခွဲခွာရမှုတွေလမ်းကြောင်းတွေမတူတော့တာတွေလမ်းစုံတွေကနေခွဲရတာကိုနဲ့ဆက်ပြီးတော့အတူပါမလာတော့တာတွေကိုအနိုင်ရတယ်လို့နဲ့ကိုအဆင်ပြေနေတယ်လို့နဲ့တကယ်အဆင်ပြေနေတယ်တကယ်ပြေဝနေတယ်လို့မခံစားရတာတွေပေါ့နော်5 pentacles ကအဲ့ဒီ situation ကိုထပ်ပြီးတော့အထူးပြုပေးတယ်လို့ခံစားရတယ်5 pentacles စီခက်ခဲမှုကြက်တီးမှုအကြက်တီးကာလဆိုတဲ့ energy မျိုး struggle ဆိုတဲ့ energy မျိုးရတယ်ဒီမှာကတော့ struggle ဆိုတာမျိုးထက်အဲ့ဒီ struggle energy ကနေပြီးတော့ထွက်ခွာလာပြီးထွက်ပြေးလာပြီးစွန့်ခွာလာပြီးဆိုတဲ့ energy မျိုးပေါ့နော်ဆိုတော့ double energy လေးရှိနေတယ်ထူးခြားခြားလေးပဲ3 sword 3 cups 3 wands 3 cups 5 sword 5 pentaclesဒီမှာဆိုလို့ရှိရင်လည်း page cap ဆိုတာပေါ့နော် page cap ဆိုတာကကြတော့သူက romantic ဖြစ်တယ်ဆိုတဲ့သဘောတရားမျိုးလည်းရှိသူကpositive thinking ရှိတယ်လူတွေကိုအကောင်းဘက်ကမြင်တယ်တခါကျလို့ရှိရင်လည်း curious ဖြစ်တယ်တခါကျလို့ရှိရင်လည်းနှလုံးသားနဲ့ဆုံးဖြတ်လွန်းနေဆိုတဲ့သဘောတရားမျိုးရှိတယ်ဆိုပေမဲ့ဒီမှာကတော့ page caps ဒီ page တွေမှာဆိုလို့ရှိရင်ထားရမှာဆိုလို့ရှိရင် page ကဥတီချက်အသေးစတဲ့မှုအသစ်တွေကိုစားပြစတင်မှုဆိုတဲ့အရာတွေကိုစားပြတယ် facial cap ဆိုတဲ့အတိုင်းပဲစတင်မှုအသစ်တွေဒီ season နေရယ်စီးဝင်နေရယ်ပေါ်ထွန်းနေရယ်ကိုယ့်ရဲ့ idea တွေတောက်ပနေဆိုတဲ့ energy ပေါ့နော် facial caps က creative ဖြစ်တာကိုလည်းကိုစား creative ဖြစ်တယ်ဆိုတာဘယ်လိုပြောမလဲ inspiration ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုပို့ပြီးတော့တွေးမိနေတာကိုယ့်ရဲ့အမြင်တွေကိုယ့်ရဲ့အကောင်းမြင်မှုခံစားချက်အာယုံအဲ့ဒါတွေကိုပို့ပြီးတော့ထွေးပွေနိုင်လာတယ်ဆိုတဲ့အရာမျိုးပေါ့နော်အရင်တော့ကကိုလက်တွေ့မကြောက်လို့ထင်တဲ့အရာတွေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အခုအဲ့ဒါတွေကိုလုပ်ဖို့စူးစမ်းနေပြီအဲ့လို energy မှာရှိနေဒီလိုတွေကတေချာပေါက်တော့ကိုအတွက်အဆင်မပြေတော့ဘူးဆိုတဲ့နေရာကနေထွက်ခွာလာပြီးတော့ကိုပိုင်စီးမြင်းတွေကိုပိုင် rules တွေကိုတိစောက်ဖို့စူးစမ်းနေ Queen of Swords ဒီပြတ်သားတယ်ဆိုတဲ့ energy မှာရှိတယ်ပြတ်သားတယ်ကိုရဲ့လောက်ရှာရှာကိုလောက်ဆောင်တဲ့ decision တွေကိုတေချာစိတ်ပြတ်သားစွာချမှတ်တယ်ကိုရဲ့စီးပေါင်တွေကိုသတ်မှတ်တယ်တည်တတ်နေဆိုတဲ့ energy ပေါ့နော်ကိုတည်လည်းအဲ့လိုပဲအရင်တော့ကစိတ်နှစ်ပြီးတော့စိတ်မပိုင်တော့မှစိတ်နှစ်ပြီးနေရတဲ့နေရာတွေပဲဖြစ် connection တွေပဲဖြစ် energy တွေပဲဖြစ်အဲ့ဒီနေရာတွေကနေကိုတီနောက်ဆုံးတော့ထွက်ဖို့အတွက်ကိုတေချာလုံနေပြီလှုပ်ဆောင်နေပြီထွက်ဖို့လည်းရှိနေပြီတချို့တွေကတော့လုံနေပြီဒါတချို့ကတော့အခုမှစိတ်အတိတရားလေးနဲ့အတင်းစိတ်အားတင်းပြီးတော့ထွက်ဖို့စူးစမ်းနေပြီဆိုလို့ရှင်လေဒီ message ဒီတေချာဘုတ်ကိုတီလှုပ်တင်နေပြီဆိုတဲ့အခြေအနေတွေ့ဝင်မနေနဲ့တော့ကိုသွားတဲ့နေရာကိုသွားတော့ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်လုံနေပြီးသားသူတွေအနေနဲ့လည်းကိုတီမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတဲ့သဘောထားဖြစ်တယ်Queen of Swords ဘာပြောလဲဆိုလို့ရှိရင်ကိုပိုင်စင်းမြင့်စည်းပေါင်အနေနဲ့တိဆောက်ခြင်းနေထိုင်ခြင်းချမှတ်ခြင်းပေါ့နော် Queen of Swords ဆိုတဲ့ energy ကသူကQueen card တွေထားရမှာဆိုရင် Queen card တွေထဲမှာဆိုရင် Queen of Swords ကပို့ပြီးတော့ပြတ်သားတယ်ပို့ပြီးတော့တိကျတယ်ပို့ပြီးတော့ရှင်းလင်းတယ်ပို့ပြီးတော့လည်းတည်တတ်တယ်ဆိုတာenergy ရပါတော့တည်တတ်ရှိတယ်ရှိုင်လဲမသွားဘူးဘသူရဲ့အတွေ့တွေကြောင့်မှဘသူရဲ့လွှမ်းမိုးမှုကြောင့်မှ
ရိုင်းလည်းမသွားပဲနဲ့ကိုပိုင် energy နဲ့ကိုပိုင်စွမ်းရည်နဲ့ကိုပိုင်တိကျပြတ်သားမှုနဲ့အုပ်ချုပ်တဲ့ခိုင်မာတယ်ဆိုရဲ energy မျိုးပေါ့နော်ဆိုတော့ဒီလိုတွေလိုနေရသည်အဲ့ဒီ energy မျိုးဖြစ်မယ်ကိုဘာလို့တယ်လဲကိုသိဖို့လိုတယ်ကိုရဲ့စီမျက်နှာကိုသိဖို့လိုတယ်ကိုရဲ့ limit တွေကိုသိဖို့လိုတယ်ကိုပိတ်ဆို့နေတဲ့ကြားရပါရရှိနေလေအဲ့ဒါတွေကိုကြော်ဖြတ်ရဲဖို့လိုတယ် Queros energy အဲ့ဒီ energy ကိုလက်ရှိကိုရဲ့ဘဝမှာထည့်သွင်းသုံးချနိုင်ပြီဆိုလို့ရှိရင်လက်တလုံးမှာကိုမလုံနိုင်ဘူးလို့ထင်ရတဲ့အရာတွေဒီကိုတလွယ်လွယ်လေးစပြီးတော့ဖြစ်လာလိမ့်မယ် Queros ရှင်းလင်းတဲ့နာတွေကိုရှင်းလင်းခြင်းလို့ကိုစားပြတယ်ဆိုတော့က3 cast energy မှာပြောခဲ့လို့ပေါ့နော်ကိုမျောနေမိတဲ့အရာတွေလည်းရှိကောင်းရှိနိုင်တာဖြစ်မယ်ကိုစိတ်လွှတ်ထားရခဏလေးပါပဲဒီလောက်လေးပါပဲထပ်ပြီးတော့နောက်တစ်ခုလောက်ပဲဆက်သက်ဖြစ်ပေါ့အချိန်ဆွဲထားတဲ့အရာတွေကိုစိတ်ပျော်ရွှင်မှုကိုစိတ်ပျော်ရွှင်မှုဆိုတာစိတ်သက်သာတယ်လို့ခံစားရတဲ့ comfort zone အဲ့ဒီအရာတွေမှာပဲမျောနေမှုတွေကိုတေချာလေးတိတိကျကျနဲ့ဖြတ်တောက်ဖို့ကိုဆွဲလန်းနေတဲ့အရာတွေလည်းရှိကောင်းရှိမယ်တချို့တွေအတွက်ဆွဲလန်းနေရဆိုတဲ့ energy ရှိရဥမာဒါအမျိုးမျိုးဖြစ်နိုင်တဲ့ဆွဲလန်းနေဆိုတာကကိုအရန်ကိုလှက်လူရှူထားမိလားဒါမှမဟုတ်ရှင်လဲကိုတီကိုလို့ဆရာရှိရတဲ့ထပ်ပေါ့နော်တခြားကိုစိတ်ထွက်ပေါက်ကိုပဲအရင်အာရုံစိုက်ထားမယ်တချို့တွေအတွက်ဆိုလို့ရှင်စကားတွေပဲကြည်နေတယ်တချို့တွေအတွက်ဆိုလို့ရှင်အကြောင်းအရာတစ်ခုပေါ်မှာပဲစိတ်နှက်နေတယ်တချို့တွေဂိမ်းဆွဲတဲ့နေရာဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရှင်လဲအစားတွေအရင်အများကြီးစားနေတယ်အပျော်တွေပဲလိုက်ရှာနေတယ် excited ဒီ excitement ဆိုရဲစိတ်တက်ကြွမှုဆိုရဲခံစားချက်လေးကိုပဲလိုက်ရှာနေတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့လက်ရှိဘဝမှာပျော်တယ်လို့မခံစားဘူးအဲကြောင့်အကြောင်းအရာတက်တွေကိုလိုက်ရှာတယ်ကိုယ်စိတ်လှုပ်ရှားစေမယ့်အကြောင်းအရာတက်တွေဒါကိုယ်စိတ်ဝင်စားမှုနဲ့ပဲလိုက်တော့ကိုယ်ပဲမှာပေါ့နော် game story တွေက game TV ကြည့်ရတဲ့ဇလန်ကြည့်ရတဲ့ဇလန်ဒါမှမဟုတ်ရင်လည်းအပြင်သွားရတဲ့သူအပြင်လူတွေနဲ့တွေ့ရတဲ့ connection တွေကိုအတွက်ပျော်ရွှင်စေမယ့်အရာကပါလဲဆိုတာမျိုးကိုအဲ့လိုမျိုးပေါ့တခြားအကြောင်းအရာတွေခဏတာပျော်ရွှင်တယ်လို့ခံစားရတဲ့အကြောင်းအရာတွေနဲ့ဖြည့်နေမျိုးဖြစ်လိမ့်မယ်ဒီထဲမှာဆိုလို့ရှိရင်တချို့တွေအတွက်တော့ alcohol ကိစ္စပါနိုင်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်ထွက်ပေါက်ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကိုယ့်ရဲ့စိတ်ပျော်မှုကိုတခြားအရာတွေစီကနေရယူဖို့တခြားအရာတွေရဲ့အကူအညီနဲ့ပဲဖြစ်စေဖို့အတွက်စူးစမ်းနေကြတာရှိမယ်လက်ရှိမှာအဲ့ဒါတွေကိုဖြတ်တောက်တယ်မျိုးဆိုရဲ energy ပေါ့နော်ဆိုတော့လက်ရှိမှာကိုဘာတွေဆွဲလန်းနေလဲဆိုတာမျိုးကိုလည်းပြန်စဉ်းစားကြည့်လို့ဘာဆွဲလန်းနေဆိုတာထက်ပေါ့နော်ဘယ်အရာကိုပဲလုပ်နေမိလဲတကယ်လို့ရမယ့်အရာမလုပ်ဖ ೇನೆ ဘယ်အရာကိုပဲကိုစိတ်ပျော်တဲ့အတိုင်းနေမိလဲစသဖြင့်ပေါ့အဲ့ဒီအရာကိုပြန်ပြီးအာရုံစိုက်ဖို့လိုတယ် Queros ကအဲ့ဒီအရာတွေကိုဖြတ်တောက်ပြီးတော့ကိုယ့်ရဲ့ image ကိုပြန်ထိန်းဖို့ကိုပြန်ထိန်းမှတ်ဖို့ပြန်တက်မှတ်ဖို့အတွက်ကိုပြောနေရပေါ့နော်So overall message ရဆိုလို့ရှင် tarot card တွေရဆိုလို့ရှင်ဒီလိုတွေတက်သေးကြပေါ့ new adventure စွန်စားကန်တဲ့ life chapter တဲ့ဘဝစာမျက်နှာတဲ့ဒီစလာတော့မယ်အဲ့ဒါလေးကတေးလေးလည်းဖြစ်နိုင်တယ်တေးလေးကနေစလာလည်းဖြစ်နိုင်တယ်အကြောင်းအရာတေးလေးပဲဖြစ်ကိုဘဝရဲ့အသားကျနေပြီးသားနေ့စဉ် routine တွေကိုနေ့စဉ်နေ့တူကလှုပ်ဆောင်ချက်တွေကိုအသက်ထပ်ပြီးဝင်လာမယ့်အကြောင်းအရာလေးတစ်ခုခုဖြစ်နိုင်တယ်ဥပမာတင်နန်းတဲ့ဥပမာပညာရပ်တဲ့ဥပမာအလုပ်တဲ့စသဖြင့်ဝင်ငွေအသက်တောင်းရှင်လည်း connection အသက်မိတ်ဆွေအသက်အခြေရေးမှာဆိုလည်း connection အသက်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့တခုခုကိုဘဝတွေကိုလက်ရှိမှာရှိနေတဲ့အရာတစ်ခုတည်းဝင်လာတော့မယ်တချို့တွေတော့ခုနပြောခဲ့လို့ပဲဝင်လာနေမိသားဖြစ်နိုင်တယ်ဒါပေမဲ့လက်ရှိမှာအစပြိုးနေတဲ့အခြေအနေပေါ့နော်ကိုဘဝမှာလက်တလုံးမှာအကောင့်ချီးလေးတွေကဝင်လာဖို့ရှိနေတယ်ဒါပေမဲ့ကိုကအဲ့ဒါကိုလည်းသတိပြုမိတတ်ဖို့လိုတယ်သတိပြုမိတတ်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်တည်ခွင်းတော့ဆော့လိုမျိုးရှင်းလင်းနေရမယ်တိကျနေရမယ်ကိုမျောနေတာတွေကိုဖြတ်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒီ energy လေးရှိတယ်တေချာပေါ့ဒီလိုတွေဒီ new start new beginning new connection စသဖြင့်လိုအပ်တဲ့အရာထိုက်တန်တဲ့အရာတွေဝင်လာတော့မယ်ကိုအခုလက်ရှိမှာစတင်ခြင်းနေတဲ့အလုပ်တွေရှိနေတဲ့အကြောင်းအရာတွေရှိနေအကြံစီရှိနေဆိုလို့ရှိရင်တေချာပေါ့စတင်တဲ့အခြေအနေဖြစ်တယ်ဆိုတော့အဓိကကတော့လက်ရှိနေရာမှာမပြောဘူးဆိုတဲ့လူတွေများမယ်ပေါ့နော်လက်ရှိနေရာမှာငါမပြောတော့ဘူးလက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေကိုငါမပြောတော့ဒီနေရာတွေမှာပဲငါမနေချင်ဘူးဆိုပြီးတော့စပြီးတော့ရုံထွက်ခြင်းစိတ်ပေါက်လာတဲ့သူတွေစပြီးတော့တွန်းတိုက်စ조사ခြင်းစိတ်ပေါက်လာတဲ့သူတွေအများစုပါနိုင်တယ်လို့ခံစားမိတယ်အဲ့ဒီလူတွေအတွက်လည်းအဓိက message ဖြစ်တယ်ကိုလိုချင်တာအတွက်တိုက်ခိုက်တဲ့နဲ့ကိုလိုချင်တာအတွက်ထိုးဖောက်တဲ့နဲ့ကိုအတွက်လည်းရဖို့ရှိတယ်လက်ရှိသည်ကိုအတွက်မှန်ကန်တဲ့နေရာမဟုတ်ဘူးကိုထွက်ခွာလာတင်ပြီးဖြစ်တဲ့နေရာပြီးလို့ရှိရင်ကိုဘဝကိုဒီတိုင်းပြီးဆုံးဝင်မပေးပဲနဲ့
ကိုဘာလုပ်နိုင်သေးလဲဆိုတာမျိုးကိုထပ်ပြီးရှာဖွေလို့ရသေးတယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ tarot message ကတော့ဒီလောက်ပဲ right zero oracle ကလေးထပ်ဆွဲကြည့်မယ်ပေါ့နော်ဆိုတော့ oracle က monology oracle ဖြစ်ပါတယ် okay oracle message နဲ့ final ပါရှိအောင်လဲကြည့်ရအောင်နကဖဲဆိုရင်တော့ right okay walk through your fear new moon in Scorpio ကျောက်စိတ်တွေကိုကြော်လွှားဖို့လှုပ်ဆောင်ပါတယ်နောက်တစ်ခုက yeah don't let pride get in your way so our message နေနဲ့ new moon in Scorpio full moon in Leo so new moon ဆိုတဲ့အတိုင်းပဲစတင်ခြင်းအသက် cycle အသက်တွေကိုဖြတ်တန်းရမယ်လမ်းကြောင်းအသက်တွေကိုအတွက်ရရှိမယ်အကြောင်းအရာအသက်တွေကိုရင်တော့နေတဲ့တူကတုံရင်ဖြစ်နေတဲ့အရာတွေကနေကြော်လွှားပြီးတော့ကိုယ့်အတွက်တကယ်စစ်မှန်နဲ့ပျော်ရွှင်ရတယ်စိတ်လှုပ်ရှားရတယ်တက်ကြွရတယ်ကိုယ့်ရဲ့တကယ်ပျော်ရွှင်မှုဖြစ်တဲ့အရာကိုတခြားအရာတွေရဲ့အကူအညီမလို့ပဲကိုယ်စိတ်ကကိုယ်တိုင်ကိုယ်ပိုင်ပျော်ရွှင်ပြီးတော့ပိုင်နိုင်ပြီးတော့ဖြစ်ဖို့ရပါတော့အဲ့လိုမျိုးလမ်းကြောင်းတွေကိုဒီလူတွေဒီစဝင်နေပြီးသားဖြစ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လမ်းကြောင်းတစ်တွေကိုစားတဲ့အခါမှာအမြဲတမ်းအကြောက်တရားတွေရှိနေတတ်တယ်ဒါမှမဟုတ်ရှင်လဲတခုခုလုပ်ဖို့ရအတွက်ကိုအမြဲတမ်းနောက်ပြန်ဆွဲနေတဲ့ကိုယ့်ရဲ့အတွေးတွေရှိနိုင်တယ်အဲ့ဒီအတွေးတွေကိုကြော်လွှားဖို့အတွက်ဒီကပြောနေတာဖြစ်တယ် walk through your fears ကိုယ့်ရဲ့အကြောက်တရားတွေကိုကြော်လွန်ဖို့ဒီဥစ္စာတွေကိုရင်ဆိုင်ဖို့လှုပ်ဆောင်ပါပေါ့နော်အကြောက်တရားတွေဆိုတာကအရန်ကြီးဖိနှိပ်ထားရတဲ့အရာမဟုတ်ဘူးကိုယ့်ရဲ့အကြောက်တရားကိုနားလည်ဖို့လိုတယ်ဘယ်လိုနားလည်ရလဲဆိုရင်โอเคငါဒီကိစ္စကိုကြောက်တယ်ငါဒီကိစ္စကိုတုံဆိုင်နေငါဘာလို့တုံဆိုင်နေရလဲအတွင်းကိုပြန်ရှာကြည့်ဘာလို့တုံဆိုင်နေရလဲမိကွန်းထပ်မေးကြည့်တယ်ထပ်မေးကြည့်တဲ့အခါမှာအဖြေတစ်ခုထွက်လာတယ်ဒီလိုဖြစ်ဖို့လို့ဒီဖြစ်ခဲ့တဲ့အရာတွေပေါ်မှာအတိတ်ကအကြောင်းအရာတွေပေါ်မှာဒါမှမဟုတ်ရှင်လည်းကိုကြုံတွေ့မှုခဲ့တဲ့အကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့တစ်ခုခုတည်ကိုယ့်ရဲ့အကြောက်တရားကိုလှုံ့ဆော်ပေးနေတာဖြစ်တယ်ကိုယ့်ရဲ့အကြောက်တရားကကိုယ့်ရဲ့စိတ်ထဲကဘယ်နေရာကလာလဲဘယ်အကြောင်းအရာကလာလဲဆိုတာမျိုးကိုနားလည်ဖို့လိုတယ်အဲ့ခါကြလို့ရှင်တကယ်ပြန်ဆန်းစစ်ကြည့်ရမယ်ငါတကယ်ကြောက်နေရလားငါရဲ့ဆိုးရိမ်နေဆိုတဲ့အရာတွေငါပူပန်နေတယ်ဆိုတဲ့အရာရတကယ်ရောဟုတ်လို့လားကိုယ်စိတ်ကထင်အောင်မှားမှုတတ်ဖဲလားဆိုတာမျိုးဥပမာ writer တို့ကအခြေအနေတစ်ခုမှာဆိုလို့ရှင်ဒါဒီ risk တွေရှိရဒါဒီလိုမျိုးရှိရဒါဒီလိုမျိုးဆုံးရှုံးနိုင်ခြင်းရှိရစသဖြင့်တွက်ချက်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးဆုံးရှုံးနိုင်ခြင်းတွေဒီကိုယ့်ရဲ့ထင်အောင်မှားမှုကနေစိတ်ပူပန်မှုကနေကိုယ့်ရဲ့အကြောက်တရားကနေပြီးတော့ပူပူတတလာနေတဲ့အရာတွေဖြစ်နေမလားဆိုတာမျိုးပြန်ပြီးသတိကပ်ဖို့လိုတယ်ကိုယ့်အကြောက်တရားပဲလာလေအဲ့ဒီအကြောင်းရင်းတရားကိုအဖြေရှာပြီးတော့အဲ့ဒီအကြောင်းရင်းတရားကိုငြိမ်းချမ်းမှုယူဖို့လိုတယ်ငြိမ်းချမ်းရေးယူဖို့လိုတယ်တိုက်ခိုက်နေရမှာမဟုတ်ဖ ೇನೆ ငြိမ်းချမ်းရေးယူလိုက်ဖို့လိုတာဒီလိုဖြစ်ခဲ့ဒီလိုဖြစ်ခဲ့ဘူးလားအကြောင်းငါဒီလိုမျိုးခံစားနေရတယ်ဒါပေမဲ့အဲ့ဒါဒီငါရဲ့စစ်မှန်မှုဟုတ်လားငါရဲ့တကယ် authentic အစစ်မှန်ဖြစ်တည်မှုဟုတ်လားမဟုတ်ဘူးအဲ့ဒီဖြစ်ရတုန်းကငါ့ဘောတက်ရောက်ခဲ့တဲ့အကြောင်းအရာငါ့ဘောတက်ရောက်ခဲ့တဲ့ emotions ငါ့ဘောတက်ရောက်ခဲ့တဲ့အမြင်အဲ့ဒီအမြင်ဒီငါမဟုတ်ဘူးအဲ့လိုမျိုးပြန်ပြီးတော့ခွဲပြီးတော့ပေါ့နော်ကိုယ့်ရဲ့အကြောက်တရားကိုရင်ဆိုင်ရဲဖို့လိုအဓိကတော့ကိုယ့်ကြောက်တရားဒီဘယ်ကလာနေလဲကိုယ့်ရဲ့အတွေးဒီဘယ်နေရာလာနေလဲအဲ့ဒီ root cause ကိုအကြောင်းရင်းခံကိုပြန်ရှာပြီးတော့အဲ့ဒီအကြောင်းရင်းခံနဲ့ကိုယ်စိတ်နဲ့ကိုငြိမ်းချမ်းရေးယူဖို့လိုတယ်ကိုယ်စိတ်နဲ့ကိုခိုင်မာမှုယူဖို့လိုအဓိကတော့အကြောက်တရားတွေကိုကြော်ဖြတ်လိုက်ကိုယ့်ရဲ့နှောင့်နှေးနေတဲ့အတွေးတွေကိုကြော်ဖြတ်လိုက်ပေါ့နော်နောက်တစ်ခုကကျတော့ don't let pride get in your way တဲ့ကိုယ့်ရဲ့မာနကိုယ့်ရဲ့လမ်းကြောင်းပေါ်မှာပိတ်ဆို့မနေပါစေနဲ့ပေါ့နော်ဒီမှာ full moon energy full moon and Leo ဆိုတာဒီအရန်ကို strong ဖြစ်တဲ့အရန်ကိုconfidence များတယ်လို့ပြောရမှာပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ယုံကြည်မှုအတိုင်းလှုပ်ဆောင်ခြင်းကနေပြီးတော့ကိုယ့်ရဲ့ဘဝင်မြင့်တာမာနများတာစသဖြင့်အဲ့ဒီအကြောင်းအရာတွေပေါ်ကိုလည်းရောက်မသွားဘူးလို့ရပေါ့နော်ဒါတချို့လူတွေအတွက်လို့ရကြပို့ပြီးတော့ခံစားရတယ်ဘယ်လိုလဲဆိုရင်တစ်ခါကြောက်လို့ရှိရင်ကိုကအကုန်လုံးကိုဥပမာကပြောခဲ့လို့ပဲကိုမပျော်ရွှင်တဲ့အရာကနေထွက်လာတဲ့အခါမှာအကုန်လုံးကဗတ်တိုက်ပြတော့မယ်ဆိုတဲ့ energy မျိုးတချို့တွေရှိနိုင်တယ်ကိုလိုချင်တာကိုလှုပ်ဆောင်တဲ့အခါမှာတကယ်တိုးတက်ခြင်းနဲ့စိတ်တကယ်ပြောင်းလဲခြင်းနဲ့စိတ်နဲ့ပဲ
လောက်ဆောင်မှုလိုတယ်အကုန်လုံးကငါဒီဥစ္စာတွေအဆင်မပြေဘူးငါဒီလိုမျိုးတီးခံနေတော့ငြိမ်ခံနေတော့ဆိုတော့ aggressive ဖြစ်တဲ့ဘတ်တိုက်တဲ့တွန်းတိုက်တဲ့ energy ကတော့ကိုယ့်ရဲ့ထွက်ပြေးမှုလွတ်မြောက်မှုအတွက်အဆင်ပြေမှာမဟုတ်ဘူးဘတ်တိုက်တဲ့ energy ဒီကိုပဲပို့ပြီးတော့ပြန်ပြီးထိခိုက်မယ်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လမ်းကြောင်းကိုရှာတဲ့နေရာမှာကိုယ့်ရဲ့လမ်းကြောင်းသက်တွေထွက်ပေါက်သက်တွေကိုလို့ချင်တဲ့အရာတွေအတွက်ရှေ့ဆက်ခရီးလမ်းတွေကိုရှာတဲ့နေရာမှာလှုပ်ဆောင်တဲ့အရာမှာညီညွတ်မြတ်တာမှုနဲ့သွားဖို့လိုတယ်ကိုယ့်ရဲ့အကြောက်တရားကလည်းကိုမပိတ်ဆိုးစေနဲ့ကိုယ့်ရဲ့မာန ego အတ္တအဲ့ဒါကလည်းကိုအရန်ရုံရင်ဆန်ခတ်မဖြစ်စေနဲ့အရန် over action တွေမဖြစ်စေနဲ့စသဖြင့်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လွန်ဆွဲမှုတစ်ခုရှိတယ်တချို့ကကြတော့ကြောက်လွန်တယ်ကြောက်တယ်အတွေးထဲမှာတုံဆိုင်နေသေးတယ်တချို့ကကြတော့လည်းစိတ်ကုံလွန်နေပြီငါဘာမှမတွေးချင်တော့ငါစိတ်ကုံနေပြီငါဘာမှမတွေးပြီးတော့ဘာသူတော့မတွေးပြီးတော့ဘူးဒါမှမဟုတ်ရှင်လဲဘာမှ view site နေတော့ငါလှုပ်ချင်တာလှုပ်လိုက်တော့မယ်အဲ့လို energy မျိုးမရဘူးပေါ့နော်လှုပ်ချင်တာလှုပ်လိုက်တော့မယ်ဆိုတော့ energy လည်းမရဘူးငါကြောက်နေသေးတယ်ငါဖြစ်ပါမလားဆိုတော့စိုးရိမ်မှု energy တွေလည်းမရဘူးဒီ control ဒါဘယ်လိုပြောရမလဲဒါအစွန်းနှစ်ဖက်ပေါ့နော် extreme အစွန်းနှစ်ဖက်ကမရဘူးအဲ့ဒီအစွန်းနှစ်ဖက်ရဲ့အလဲကိုသွားဖို့လိုတယ်ကြောက်စိတ်တွေကိုလည်း short ကိုရဲ့တွန်းတိုက်ခြင်းတဲ့အရာတွေကိုလည်း short ကိုအတွက်တကယ် effective ဖြစ်တဲ့နေကိုရဲ့တကယ်စစ်မှန်မှုကိုတကယ်လုပ်ချင်တဲ့အရာကိုရဲ့တိုးတက်မှုအတွက် future growth အတွက်ရှေ့ဆက်တိုးတက်မှုအတွက်အနာဂတ်တိုးတက်မှုအတွက်ကိုယ်တိုင်းရဲ့တိုးတက်မှုအတွက်ပြောင်းလဲမှုအတွက်ကိုမျှတတနဲ့နီးလန်းမှန်အာယုံဆိုင်ဖို့လိုတယ်ဆိုပြီး Oracle message ကတော့ပြောသွားတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်အကြောက်တရားနဲ့မာနနဲ့ဘဝင်နဲ့အရန် aggressive ဖြစ်တဲ့ energy လည်းရှိနိုင်တယ်အရန်တိတ်ဆိတ်တဲ့ energy အရန်ကျယ်လောင်နေတဲ့ energy လည်းရှိနိုင်တယ်အရန်တိတ်ဆိတ်နေတဲ့ energy လည်းရှိနိုင်တယ်ကိုယ်တည်ပဲနေရာဘက်ကိုပဲရိမ့်ပေါ့နော်အလဲကိုပြန်ပြီးထိန်းညှိဖို့လိုတယ် balance ပြန်လုပ်ဖို့လိုတယ်ကိုယ့်အတွက်ရှာဖွေနေတဲ့လမ်းကြောင်းတွေကိုလှုပ်ရှင်တဲ့အရာတွေဒီကိုရှိမှလမ်းစာတွေမြင်နေရပြီးဖြစ်ပေါ်လာတော့မယ်ဖြစ်လာတော့မယ်တေချာပေါက်ရှိနေတယ်ဒါပေမဲ့ကိုကအဲ့ဒီပုံမှာအစွန်းရောက်တဲ့ခံစားချက်တွေနဲ့ကင်တွယ်လို့မရဘူးကိုမျှတထိန်းချောင်းပြီးတော့တက်မတ်ပေါ့နော် right ကျတော့ Queen of Swords မှာပြောခဲ့တက်မတ်တီတန်သွားဖို့လိုတယ်ရှေ့ဆက်ဖို့လိုတယ်အဲ့လိုသာဆိုလို့ရှိရင်ကိုလိုချင်တဲ့အရာဒီတေချာပေါက်ကိုလက်ထဲမှာရှိတယ်တေချာပေါက်ကိုဘွားတွေကိုရောက်လာဖို့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ message လေးရတာဒီလောက်ပါပဲဗီဒီယိုကိုနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်